ရှင်းတော့ကဘုရားကြောင်းဆောက်တဲ့တခါကြီးတယောက်ရှိတယ်စိတ်ကောင်းအလွန်ရှိသူ့เจ้าကိုမတည့်တဲ့လူကနေပြီးတော့ဘုရားနဲ့တန်ဃာတွေမြို့ထဲဆွမ်းခံကြွားနေတဲ့အချိန်မှာเจ้าကိုမီးတင်ရှို့လိုက်တယ်မီးတင်ရှို့တော့เจ้าမီးလောင်တယ်ဆိုတော့เจ้าတခါကြီးပြေးသွားတယ်ပေါ့เจ้าပြေးသွားတဲ့အခါကျမမိတော့เจ้าက7 ပုံ 9 ပုံလောက်ကမီးလောင်သွားတယ်အဲ့တော့เจ้าတခါကြီးကဘာလုပ်တော့ဆိုလက်ပမောင်းခတ်တယ်တဲ့ဝမ်းသာလိုက်တာဝမ်းသာလိုက်တာဆိုပြီးပြောတယ်ဘာဖြစ်လို့ဝမ်းသာလိုက်တာတော့ပြောဆိုငါနောက်တစ်ကြောင်းဆောက်ပြရအောင်ပါဆိုဟောအဲ့လိုသာစိတ်ထားတာအထိအဲ့လိုစိတ်ထားတာဟာပြက်ပြက်သားသားလှူတာဖြစ်လို့သာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ငါเจ้าကြီးသွားပါပြီဆိုပြီးတော့ငါเจ้าဆိုတဲ့အစွဲလန်းနဲ့ဆိုရင်တက်တောင်သွားလိုက်အောင်နော်အမလီငါကုံထားတဲ့ငွေတွေနေတာမဟုတ်ငါเจ้าကြီးတော့ကုံပါပြီတော့ဆိုရင်ဒုက္ခတောင်ရောက်တော့တယ်အဲ့လိုမဖြစ်စေရဘူးတဲ့နော်